国际新闻来看，缅甸的军政府发动政变已经3冬，最近下令全面征兵，按算4月份，伫缅甸过年后1个月要来征调5000个人，少年人拢赶紧要出国。首都的泰国大使馆将有将近2000人排队要办签证。 军政府要全面征兵的消息一出来，缅甸首都仰光的泰国大使馆申办签证人数为逐天零散不到100人，暴增到几千人。发新社记者10日去现场，伫大使馆门口看到这么长的排列人，估算有1000到2000人。接受访问的艺人男女，伫安全的考虑之下，拢用假名，佮拍马赛克来假面。實際上出嚟用啊，所以လုံးဝ都好玩對比ပြီးတော့ဒါတကယ်ဟုတ်ရလားလိုက်ပြီးတော့ဟိုဒါကောလာဟာလာဖြစ်မှာဆိုလို့ဟိုကလိုက်မီဒီယာလိုက်မနေတော်တော်တွေ့ပြသွားတဲ့အနေထားမှာရှိတယ်ပြီးတော့အကုန်လုံးလဲကြောက်ရွံ့သွားကြတယ်ပေါ့လေညီမအပါဝင်အကုန်လုံးလူငယ်တော်တော်များများပေါ့ဒီကတော့အားလုံးကြောက်ရွံ့သွားကြတဲ့အနေထားမှာရှိတယ်2021年1月7日发动政变，甘任民选领导人，成立国家领导委员会军方。最近甲亲民主武装抵抗力量的战役损失惨重，为扩大兵源，宣布人民兵役法，年岁18到35岁男性，甲18到27岁女性，拢要服役至少2年，总共会征召6万人。4月免疫成年过后，每个月会征召5000人来培训，女性会排在第5批。 အမေလည်းရှိတယ်နောက်ပြီးတော့မိသားစုလည်းညီကိုမနမတွေလည်းရှိသေးတယ်ဆိုတော့သူတို့ပြန်ထောက်ပံ့မှုတွေကျွန်တော်အသားအကြီးဆုံးဖြစ်တဲ့အတွက်ကျွန်တော်လုပ်ဖို့ကျွန်တော်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စဉ်းစားထားတယ်ဒါပေမဲ့အခုလိုဖြစ်တဲ့အချိန်မှာကျွန်တော်အရင်ကစီးပွားရေးပြတ်နေရတဲ့အချိန်မှာကျွန်တော်ဒီလိုဖြစ်မယ်ဆိုရင်အကုန်လုံးကတော်တော်တိုင်泰国大使馆逐天伫现场发400个号码牌啊，伫人济情形之下，有人半暝就伫车路占位，有时一等就是3点钟。透早3点，安检的大门一开，人就出入入。除了出口闪做兵以外，还有少年人赶紧去做会相，或者是赶紧结婚，甚至讲想要自残，来得到免做兵的资格。公视新闻王慧文报道。